ကဲအားလုံးပဲမင်္ဂလာပါဒီနေ့တော့အားလုံးသိရနိုင်မယ်ကြာပဲနေဆိုတော့ server maintenance လုပ်နေပေါ့နော်server maintenance လုပ်နေချိန်လေးမှာတော့ကျွန်တော်ဒီနေ့မှာလာမဲ့ပတ်တီplayer တွေအကြောင်းကိုကျွန်တော်နည်းနည်းလေးပြောပြချင်ပါတယ်ပြောပြချင်တယ်ဆိုတော့ပထမဆုံးအနေနဲ့အားလုံးသိရနိုင်မယ်ဒါ Nivea box ပေါ့နော် Nivea box ကျွန်တော်coin 1500လောက်တော့ပေးပြီးဝယ်ရမယ်လို့ထင်တယ် coin 1500နဲ့ဝယ်ရမယ်လို့ထင်တယ်ဒီပတ်၄ခုမှာဆိုရင်ကျွန်တော်အကြိုက်ဆုံးကတော့အားလုံးပဲသိရနိုင်မယ်ဒါ Nivea Martinez ကင်တွယ်တဲ့ပေါ်တူဂီအသင်းပေါ့နော်ပေါ်တူဂီအသင်းမှာဆိုရင်ဒါရိုနယ်ဒိုကဒါဘယ်လိုပြောမလဲပစ်တိုင်းလည်းလာမလားအဲ့လိုပစ်တိုင်းပုံစံနဲ့လာမှာဆိုတော့ပြီးဝေးပါပါတယ်ဆိုတော့ရိုနယ်ဒိုကြိုက်တဲ့ fan တွေပြီးတော့ဒါနောက်ဆုံး last dance ပုံစံမျိုးနဲ့အမတ်တရဝယ်ထားရင်လည်းကောင်းတဲ့ box ပေါ့နော်တစ်ကွိုင်း1500လောက်တော့ပြည့်ရမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ပြီးရင်တော့ဒီ V10 ဟာအခုဒါ show တိုင်းလာနေတဲ့ V10 ဟာလည်းပါတယ်ပြီးရင်တော့ Fernandez ပေါ်တူဂီဘောက်ကတော့မိုက်တယ် Fernandez လည်းပါတယ်နော်ပြီးရင်ဒါဂျာအိုကန်ဆယ်လို့ပြီးရင်ဒီမှာဒါချယ်ဆီအသင်းကဒါဘက်ထရိုနီလိုလည်းပါတယ်ဆိုတော့ဒီပေါ်တူဂီ box မှာတော့ဒါကျွန်တော်ကြိုက်တဲ့ player 9ယောက်6လောက်တော့ပါတယ်ဗျာကွိုင်း1000နဲ့ဝယ်မယ်ပြီးတော့ဒီ Nivea ရဲ့ဒီအားသာချက်က quick counter နဲ့လာတယ်ပြီးတော့ဒီ finishing နဲ့ offensive awareness ပေါ့နော်ဒီ dice ကိုပြည့်ထွက်တာတွေလည်း +1 တိုးမှာဆိုတော့ဒါ dice အားတန်နဲ့play style နေဒီ dice အားတန်နဲ့ကစားကွက်တွေတုံးတဲ့player တွေတော့ share ရတယ်မလားဒီ quick counter နဲ့ quick counter 89တော့မဟုတ်တော့နော်90နဲ့လာရတယ်လား90တောင်ဖြစ်သွားပြီဆိုတော့ဒါတော်တော်လေးမိုက်တယ်ဗျာဒီလားနောက်ထပ်ကျွန်တော်ဒုတိယကြိုက်တဲ့ပတ်ပေါ့နော်ဒုတိယကြိုက်တဲ့ Nivea ကိုကျွန်တော်ပြောမှဆိုတော့ counter ဖြစ်တယ်ဒီရောနဲ့ကိုမန်ကိုကျွန်တော်ကြိုက်တယ်ပေါ့နော် keep king power နဲ့ဒီ jumping တိုးတယ်ဆိုတော့ကျွန်တော်လိုမျိုးတစ်ချမ်းဆောင် sorry ကောင်းနေတော့ကတော့ဗျာဒီမှာ jumping လည်းတိုးမယ်ပြီးတော့ kick ကလည်းတိုးမယ်ဆိုတော့ဒီကိုလာလုံးနဲ့တော့ share ပေါ့နော်ဒါကစားသမားအနေနဲ့ကတော့ဒါအရင်ထူးထူးခြားခြားပါတော့မရှိဘူးNivea ထဲမှာတတိယကျွန်တော်သဘောကျတဲ့ပတ်ပေါ့နော်တတိယသဘောကျတဲ့ပတ်ကတော့ဂျာမနီပေါ့နော်ဂျာမနီကဒါ Nivea ကဒီလောင်ဘောကောင်တာနဲ့ပဲပေါ့နော်လောင်ဘောကောင်တာနဲ့ပဲပါလာမယ်လောင်ဘောကောင်တာနဲ့မှဒီကိုင်ဟာဘတ်တို့ပါတော့ပါဝင်လာတာပေါ့ဗျာကိုင်ဟာဘတ်တို့တော့လောင်ဘောကောင်တာတော့89ပဲဗျာဟိုပေါ်တူဂီလိုမျိုး90တော့မဟုတ်ဘူး89နဲ့ physical နဲ့ physical content နဲ့ driven +1 တိုးမှာဆိုတော့ဒီမှာဆိုရင် Rudiger ပါမယ်ဗျာRudiger ပါမယ် Kimmich ပါမယ်ကိုင်ဟာဘတ်ပါမယ်ပေါ့နော်မိုက်တယ်မယ်စာနီးလည်းပါမယ်ဆိုတော့ကျွန်တော်ကြိုက်ကစားမှာ4လောက်ထိတော့ပါတယ်ဆိုတော့ဒီ Germany ဘက်ကိုတော့ကျွန်တော်နံပါတ်3လောက်တော့ပြီးနိုင်တယ်အင်္ဂလန်ဘက်ကတော့ကျွန်တော် position game ဆိုတော့ကျွန်တော် position game တိလည်းဆော့တာမဟုတ်တော့တိတ်တော့ဦးစားပေးတယ်မှာတော့မပါဘူးပေါ့နော်သူကလည်းဒီလိုပဲဟိုပေါ်တူဂီ box လိုပဲဒါNivea 90နဲ့ပေါ့နော်90မှာဒီ Harry Kane ပါမယ် Harry Kane ကတော့ဒါပစ်တိုင်းလိုရှုံးတိုင်းလိုနဲ့ပါဝင်လာတော့နော်Harry Kane ဒီကပါဝင်လာမယ်ပြီးရင်ဒီမှာ Bakao Saka ပြီး Gordon ပေါ့နော်ဒီ Pickford ဒါမဲ့အင်္ဂလန်ကြိုက်တဲ့လူတွေအတွက်ဆိုတော့မဆိုးပါဘူး position game ကစားတဲ့တော့မဆိုးပါဘူးပေါ့နော်ဒါပေမဲ့အဓိကတော့ဒီပြပတ်တွေထဲမှာတော့ဒီ Portuguese ရဲ့ Ronaldo box ကအကောင်းဆုံးပါပဲအဲ့တော့အဲ့ box ကိုတော့ကျွန်တော်အနေနဲ့ coin 1000လောက်တော့ပြီးဝယ်မယ်ထင်ပါတယ်ကဲNiveaမှာပါတဲ့ပတ်တွေကိုကျွန်တော်ပြောမယ်ဆိုရင်Niveaမှာပါတဲ့ပတ်တွေမှာဆိုရင်အကြိုက်ဆုံးကတော့ပြင်သစ်ပတ်ကတော့မဆိုးဘူးရတိုက်စစ်မှာရမ်းမြန်တယ်ဒီကီလင်အပါပီပါမယ်ပြီးတော့ဒန်ဘီလီပါမယ်ဗျာစဉ်းစားကြည့်ဒါ eBay show တိုင်းနေဒါ coin ရမ်းမသုံးနိုင်တဲ့ player တွေတော့ဒီဘောက်ကတော့ share ပဲဗျာပြီးရင်ဒီ coin မှာဆိုရင် Chouamani ပါမယ်Angolo Kante ပါမယ်ပေါ့နော်ပြီးနောက်တစ်မှာဆိုရင်ဒါကျွန်တော်တို့ Chelsea ရဲ့ Castro ပါမယ်ဒီဘက်မှာဆိုတော့ Hernandez ဗျာပြီးရင်ကိုရိုမာလည်း AC Milan ရဲ့ကိုရိုမာဒီဘက်ကတော့တော်တော်လေးပြည့်စုံတဲ့ဘက်လို့ပြောတယ်player ကောင်မရှိတဲ့လူတွေဆိုရင်ဒီဘက်ကဝယ်တင်တယ်ပေါ့နော် coin 900လောက်တော့ပေးရမယ်လို့ထင်တယ်သူကဂျွန်17ရက်နေ့ဆိုတော့သူကမနေ့ပြန်တော့မလာတော့သေးဘူးเนาะပြီးရင်တော့အများကြီးရာတည်မလားဒီလားဟို version 5.5.1 ဆိုတော့သူကတကယ် share ကိုထုတ်ပြီးရဲ့နေ့ပေါ့အဲ့တော့ကျွန်တော်ဒီမှာကြည့်ရမယ်ဆိုရင်နောက်ပြီးတော့ဒီ Steven Gerrard ပေါ့နော် Steven Gerrard ကျွန်တော်အကောင့်မှာလည်းမရှိပါကျွန်တော်လည်းလိုချင်နေခဲ့တယ်Steven Gerrard ကတော့ play friend match to get EE ပြစ်တယ်เนาะဒါဘယ်လိုပြောမလဲတကယ်ချင်းတယောက်နဲ့ဒါပွဲကစားလိုက်တဲ့နေတဲ့ဒီ Steven Gerrard ရမယ်ဆိုတော့တော်တော်လေးမိုက်တယ်ဗျာဒါ free ရမှာဒီကောင်းလေးပြီးတော့ Roberto Carlos လည်းဒါ free ပုံစံမျိုးလောက်ကိုရမှာဗျာဒီမှာ kick off ဆိုတဲ့ pack လေးဝယ်လိုက်တာနဲ့ဒီ Roberto Carlos ရမှာဆိုတော့တော်တော်လေးမိုက်ပါတယ်မနေ့ပြန်တော့လေပြီးရင်ဒီမှာဆိုရင် eFootball Festival ဆိုပြီးတော့ဒါ David Raya လို့ပါမယ်ပြီးရင်ဆိုတော့ဒါ Argentina box ဖြစ်ပါလိမ့်မယ်ပြီးရင်ဒါ EPIC အနေနဲ့လည်းဒါဂျပန် EPIC ကတော့ဂျပန် Konami ဆိုတော့ဂျပန် box တော့အရင်ထုတ်တယ်ဆိုတော့ဒီမှာဒါအားလုံးသိတဲ့အတိုင်းမှာ Honda Bizet ကားနဲ့ပေါ့နော် Honda အရန်ချမ်းတဲ့ဥစ္စာကိုထုတ်ပေးထားတဲ့ cat ဆိုတော့တော်တော်လေးတော့ကျမ်းပါ Honda တော့
ပြီးရင်ဒါ main fan ဆိုလည်းကကဝါလို့ပါတော့ဒါ share ပေါ့နော်ပြီးရင်ဒီမှာဒါကျွန်တော်တို့ရဲ့ဒါ national epic player တွေမှာဆိုရင်ဒီမှာ Johan Cruyff ပါလာမယ်ပြီးတော့ဒီမှာ Inzaghi ပါလာမယ်ပြီးတော့ Jordi Alba ပေါ့နော်ကျွန်တော်မျှော်နေတဲ့ဒီ Fernando Torres ကိုဒီ Jordi Alba နေရာလေးထည့်ပေးလိုက်ရင်ဘာဖြစ်မှာလဲကိုနာမီဟာကျွန်တော်နေ Spain ကပ်ဖြစ်ဖြစ် Liverpool ကပ်ဖြစ်ဖြစ်ပြကျွန်တော်အဓိက Fernando Torres ကိုကျွန်တော်ဒီနေ့လောက်ထိစောင့်ခဲ့တာအခုချိန်ဒီမလာဘူးဆိုတော့ဘယ်နေ့လာမလဲတော့ကျွန်တော်မသိပါတော့လာပါအောင်မလားမသိပါဘူးပြီးတော့ပေါ့နော်ဒီမှာဒါကိုနာမီရဲ့ဒါ brand ambassador ဖြစ်တဲ့ဒီလာမင်းရဲ့မယ်ပါမယ်လာမင်းရဲ့မယ်ကလည်း game changing pass နဲ့ပေါ့နော် game changing pass နဲ့တက်ပြီးတော့လာပါဒီလာမင်းရဲ့မယ် show time နဲ့ပြီးတော့ Lionel Messi ပေါ့နော် Lionel Messi show time နဲ့ပါအောင်ပါ Lionel Messi ကဒါ visionary pass နဲ့ပေါ့နော်ဘာမှဆိုဒီလာမင်းရဲ့မယ်နဲ့ဒီ Messi ကတ်တွေတော့မုန်းနေဆိုတော့ထုတ်မှာပဲသူကဒီ ambassador တွေဆိုတော့ဒီအဲ့လိုဆိုရအောင်ထုတ်နေမှာပဲအဲ့တော့ဘာဖြစ်ဖြစ်ဒီကောင်တွေကို free ရွက်ပေးမလားအဲ့ဒီမျိုး free ပေးဖို့များပါတယ်ဒီကတ်တွေကတော့ free ပေးဖို့များတာဆိုတော့free to play player တွေတော့အများကြီးပျော်စရာကြီးပြမနဲ့ဖြန်အောင်တော့သိလားကဲညီကိုတော့ဘယ်ပတ်ကူဝယ်ဖို့စိတ်ကူထားလဲ comment မှာမှတ်ခဲ့ပြီးပါဦးကျွန်တော်ကတော့ဒီ Ronaldo ရဲ့ပတ်ကူတော့ဝယ်ဖို့တော့များတယ်ပေါ့နော်player ကောင်းမရှိသေးတဲ့လူတွေ coin အရင်နဲ့မသုံးနိုင်ဘူးဆိုတော့ဒီ coin ကူရတော့ပဲကြာတင်မဲ့ဒီပြင်သစ်ပတ်လောက်တော့ဝယ်တင်တယ်လို့တော့ထင်တယ်ဗျအဲဒါကြောင့်မလို့ပါစိတ်ဝင်စားစရာကြီးဆက်ပြီးတော့လာအောင်လဲဆိုတော့စာပါပြင်းပြင်းရှိမှစောင့်ကြည့်ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်